这里来哇？哎，哎那，你吃到多大了？没得到，你啊，该都是你来到。哎，没得到了，老没先来了。要你啊呗。哦，讲哩，啊没，考毛台哩。好，这里我考毛台了。哦，好嘛，好嘛瓜。我真係啲公一邊啦。都講你咩講過啦？ 弄呢，我ရွာအမျိုးတွေအမိမတငယ်ချင်းအဲ့ခင်မရဲ့တငယ်ချင်း 哦，မင်းနဲ့ဆွေမျိုးရင်းကြီးပေါ့ ဒီတော့ဒီလောက်ထိရွေးပြောနေတာဟုတ်ရွာကောင်လေးနော်ခေါ်လာတာအလုံးလုံးချင်လို့တဲ့ရွာမှာအလုံးမရှိလို့ ဟောဒီကောင်လှုပ်ချင်တယ်ဟုတ်ကဲ့ဘာလှုပ်ချင်တာ ဘာလှုပ်ချင်တာလဲမမင်းနဲ့ရွာမှာ तू ကဒီလေလောက်တာတို့ဘာတို့ဟိုနောက်ဘာနွားစာရိတ်ရောက်တာလားလား ဟိုကျွန်တော်နွားကြောင်းတာတို့ နွားကြောင်းတာတို့နွားစာရိတ်ရောက်တာတို့ဒါပဲလှုပ်တယ်ရန်ကုန်မှာရှိတဲ့လှုပ်တော့ तू မလှုပ်တတ်ဘူး မင်းလည်းအဲ့ဒါငါဘလို့လှုပ်ခံမလဲ ဟိုမင်းကလည်းကွာမင်းလက်ရှိအခုကန်မယူရတဲ့တိုက်ကိုနည်းပါကွာနောက်လိုက်ယူပါခေါ်တော့ပါလားငါချက်အောင်နိုင်ငါလည်းအလုံးမစင်းနိုင်ဘူး အေးဟုတ်ပြီငါကြည့်ငါလူချမ်းတော့တုံးလိုက်ပြီလေ အေးအဲ့လိုလေးသုံးလိုက် ကျွန်တော်မင်းသားပဲလုပ်ချင်တာ तू ကမင်းသားအဲ့ဒါပြောနေတာမဟုတ်ဘူးအလုံးနောက်လိုက်ဆိုတာ तू တို့ကလူချမ်းလို့ခေါ်တယ် ကျွားဘူးလေးကိုယုံပြီးမှဆိုရင်မင်းသားဆိုရင်မိုက်တာလူချမ်းတွေကိုလူမုန်းတယ်ဗျကျိုးတို့ရွာအဲ့ဒါပြောမင်းသား မလုံးမလားမလုံးဘူးလားအလုံး မင်းသားလုပ် ဇက်ကကျင်တာလား မဟုတ်တယ်မကပါဘူးလားက အေးဇက်မကကျင်မင်းပတ်စံလိုချင်တာမလား ဟုတ်ကဲ့ ပြောဒီလိုလို့မရှိမှအလုံးအတင်နေနဲ့ကွာဟိုပတ်စံမပေးတဲ့ပညာတတ်မှာပေး ဆက်ဆက်မပြီးတော့ဒါနဲ့ အရှင်ပြေ လာမယ်နော်အခုမပညာစတင်တာထမင်းမကျွေးနဲ့ကွာ မကြည့်ရဘူး မကျွေး သမင်းမှာမကျွေးတော့ကျွန်တော်လက်မဆက်ပါမလား လက်ရှိပညာသင်နေတာ ဟုတ် နော်အလုပ်ကိုခိုင်းခွေးလို့ခိုင်းငေါလို့ခိုင်းခွေးလို့နွားလို့ခိုင်းကွာ လူလိုတော့ခိုင်းပါဗျာကျွန်တော်တလိမ့်ဆန်မှာမဟုတ်တာဟုတ်တယ် အလုပ်လုပ်တာလေ လောက်ပါမယ်လောက်တာလောက်တော့သားပါဗျာလောက်တာတော့ လုပ်နိုင်တယ်မလား လောက်ပါတယ် သူကမင်းလို့ခေါ်ရမှာကွာ အခုတည်းမျက်နှာပြက်နေကွာအရှင်ပြေပါမလား လုံးမ လောက်ပါမယ်ရောမပြန်ပြီးတော့ကျွန်တော်မျိုးပါမှာ ခိုင်းတာကအားမနာနဲ့နော်ကိုအမျိုးတွေလိုနေတာ ဟုတ်ကဲ့ ခွေးလို့နွားလို့ခိုင်း အော်လူလိုလေးတော့ခိုင်းပါ ပြောင်းဒါမှအလုပ်ဆိုတာအဆင်ပြေမှာ ဟုတ်ကဲ့ပါဗျာ သဘောပေါက်လား ရန်ကုန်မှာဒီလိုပဲရောက်ပေမန်းနေ ကျွန်တော်ကြိုးစားပါမယ် အဲ့ဒါခေါ်မနေ့ကစားတယ် အေးမနှက်ပြန်ငါဟိုစိုက်တစ်ခုရှိတယ်ငါ့ကိုလာအပ်ထားတာကွာခုနကမှဧည့်သည်ရောင်ပြန်သွားသေးတယ် ဟုတ်လား အဲ့ site တဲ့ထဲကိုသွားမယ် အဲ အဲ့ site တဲ့ထဲမှာလိုက်ခဲ့ပေါ့ကွာလူချမ်းရတာပေါ့ ခိုင်း ဒါ တာ ငါ့ရင်တော့စောစောလွတ်လိုက် အေးပါငါလွတ်လိုက်ပါခိုင်းနေတာခိုင်း အေး ထမင်းကျွေးကြမလို့နော် ဟာကောင်းတာပေါ့ကွာအဆင်ပြေတယ် ခွေးလို့နွားလို့ခိုင်း အေး လူလိုလေးတော့ခိုင်းပါ ငါပြောတဲ့အတိုင်းအောင်လုပ်လို့အခုမှမြန်ပညာသင် ဟုတ်ကဲ့ပါ နော် မတက်ချင်ဘူးလားပညာသင်ရမှာလေ တက်ပါဦး တဲ့ဆိုငါတို့ပြန်လိုက်ဦးမယ် အဲ့ဒါဆိုပြီးတော့ နော်အေး ချီတော့တတိထား အေးပါအေးပါအေးပါ အဲ့ကျိုးနေတာကနမငင်း ကျွန်တော်ပြန်လာရမယ် စောကြီးတို့လိုက် မနေ့ပြန်လာခဲ့ရမှာနော် အေးနက်တဲ့စောစောလေးတော့လွတ်လိုက်နေ ဟုတ်ကဲ့အေးပါလို့ အေးခဏမကြည့်ရဘူးခွေးလူနွားလူခိုင်းမစိုးစိုးဟဲ့ကိုကြီးအကွဲကြီးကွာဘယ်နဲ့ဆက်လို့ရလဲကောင်းလိုက်ဟာပြီဘာလို့ ကိုထိုင်းနေရလေ ထိုင်မနေနဲ့ ကျွန်တော်ထားလိုက်မယ်နော် ဟောငါတန်လေးနဲ့ခေါက်လိုက်ဦးမယ်မင်းနောက်လိုက်ကုန်မဆလာသွားယူမဆလာသွားယူ မဆလာ အေး မဆလာဟုတ်ကဲ့မဆလာ တော့ဆိုင်ကတော့ဒီဟိုဘက်ဆိုင်ကတော့နောက်ပါဟုတ်လား ဟောဒီလိုပဲလူမနေအောင်လို့ ဟုတ်တယ် ဟာလာအကောင်လေးကောင်တွေ့ပါလေ ဟာလာတော့၄ယောက်ပဲအဲ့ကောင်မလုံးနိုင်ဘူးလားမသိဘူးပြန်သွားရင်မတွေ့ဘူး ဟောတခါလေးပေါင်းရှင်းလိုက်မယ်နော် ရတယ် ဟုတ်တရားရေးကြည့် ဘာလာလို့လဲ ဘာလို့ပတ်ဆိုင်ချင်းချင်းပတ်ဆိုင်ချင်းချင်းလေးမိလိုက်တော့တော်သေးတာ ဘာလို့မိတာလဲဘာလို့မိတာလဲ ပတ်ဆိုင်ချင်းတာလေးဆရာရဲ့ မင်းကဘာခိုင်းလိုက်လဲလို့ ဟောဆရာလည်းမင်းလိုက်တာမင်းပြောတာဆရာပဲကျွန်တော်မဆလာယူခိုင်းလိုက်တယ်လေ အေးမင်းမဆလာယူခိုင်းတယ်ဘာမှလည်းအဲ့မဆလာ ဟောအဒီမှာတစ်ထုပ်တောင်မဟုတ်နှစ်ထုပ်တောင်ပွဲနေတာဗျ အာဒီကောင်ခတ်တော့ခတ်နေပြီမင်းကငါယူခိုင်းတာကအုတ်စီတဲ့မဆလာမင်းယူလာတာကဟင်းချက်တဲ့မဆလာဟင်းချက်တဲ့မဆလာကွာ ဟိုအဲ့ဒါဆိုရင်ကျွန်တော်ကဒါကိုဘာလုပ်ရမှာလဲ မင်းပင်နဲ့ထိုးတဲ့
ထဲလိုက်ပါမယ်ဆရာထဲပြအောင်ထဲလိုက်ပါ